စံစီစီစာအကျိုးအောင်ပြေဝခြင်းသဘောကိုဆောင်စံစီစီစာဟာအိမ်တိုင်းနေရာတိုင်းရဲ့အဓိကအခြေခံလိုအပ်ချက်ပဲဖြစ်ပါတယ်ဒီလိုအခြေခံလိုအပ်ချက်ဖြစ်တဲ့စံစီစီစာပြန်လူပေးခြင်းကအဖန်ဖန်အကျိုးကိုဖြစ်ပေါ်စေပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအမှုထား၍တန်ဃာတော်များအတွက်ရည်စူးကမိမိတက်နိုင်သလောက်စံအပြည့်စီအပြည့်ဆေးအပြည့်စားအပြည့်ထဲကကတ်လူထားရှိခြင်းကအကျိုးထူကိုရစေပါတယ်စံစီစီစာကတ်လူခြင်းအကျိုးများကတော့အကျက်အတဲများရင်ဆိုင်နေရတဲ့အခါစားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့အခါတွေမှာအရန်တင်ပေးမိကျွေးမိလက်တစုံကိုအမိရစေပါတယ်။လုပ်ငန်းစီးပွားများတိုးတက်စေပါတယ်။ကျန်းမာရေးချို့ယွင်းသူများကျန်းမာရေးပြန်လည်ကောင်းမွန်လာစေပါတယ်။မိမိအိမ်တွင်မှာလိုအပ်ချက်မှန်သမျှပြည့်စုံလာစေပါတယ်။မရှိစကားပေးပါတောင်းပါဟုပြောနေကြမလို့ပဲလိုအပ်တာများပြည့်စုံလာစေပါတယ်။မိမိရဲ့မိဖို့ကြောင့်မှလည်းစားစရာများပြည့်စုံနေခြင်းစိတ်ဝမ်းကွဲနေတဲ့မိတ်ဆွေညီကိုမောင်နှမများလည်းပြန်လည်တင့်မြတ်လာပါလိမ့်မယ်။ဒါကြောင့်မို့လို့စံစီစည်းစားအလှူတော်ကိုဓမ္မမိတ်ဆွေများလှူဒန်းနိုင်ရန်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။